ဟုတ်ကအားလုံးပဲမင်္ဂလာပါခင်ဗျာ Anime Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုလာရောက်တင်ဆက်ပေးနေတာကတော့ကျွန်တော်ဒီ Messenger ကိုကျွန်တော်တို့ဖုန်းအဟောင်းထဲကနေဖုန်းအသစ်တွေကိုပြောင်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ password မေ့နေရဆိုလို့ရှိရင်ကျွန်တော်တို့ reset pin လုပ်တဲ့နည်းလေးပေါ့နော် reset pin လုပ်တဲ့နည်းလေးကိုကျွန်တော်လာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟောကျွန်တော်တို့ဒီ Messenger တွေကိုကျွန်တော်တို့ဒါဖုန်းအဟောင်းထဲကနေအသစ်ထဲကိုပြောင်းတဲ့အခါမှာ password မေ့လို့ရှိရင်ပြုလုပ်တဲ့နည်းလေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး Messenger တွေကိုသွားလိုက်မယ်ပေါ့နော်Messenger ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကထုံးစံအတိုင်းအောက်ကမြင်းမြန်လေး၃ချောင်းလေးကိုသွားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ Messenger setting ထဲကိုကျွန်တော်ထပ်ပြီးနှိပ်ပေးလိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်လေးကိုနည်းနည်းလေးဆွဲတင်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ privacy and security ပေါ့အဲ့ဒီထဲကိုကျွန်တော်တို့ကနှိပ်ဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က M to M ဆိုတာဒီမှာတွေ့ပါလိမ့်မယ်နော် M to M အဲ့ဒီညာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်မယ်နော်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီအပေါ်မှာပေါ့နော်အပေါ်မှာmessage story ပေါ့နော်အဲ့နေရာလေးကိုကျွန်တော်တို့ကဒါနှိပ်ပေးရမှာဖြစ်ပါနော်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကဒီအောက်မှာ reset pin ဆိုတာတွေ့ပါလိမ့်မယ်နော်အဲ့ reset pin ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာဖြစ်ပါနော် reset pin ဆိုပြီးတော့ဒီမှာခုလိုမျိုးတွေ့ရပါလိမ့်မယ်နော် cut UR pin ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကနေပြီးတော့ဒီထဲမှာကျွန်တော်တို့အလွယ်ကူဆုံးပေါ့နော်လွယ်ကူဆုံးဒီထဲမှာကျွန်တော်တို့ပင်ထည့်ပြီးလို့ရပါတော့တစ်6လုံးလည်းရပါတော့အဲ့လိုမျိုးတစ်ခါထည့်ပြီးပြီဆိုရင်နောက်တစ်ခါလည်းအဲ့လိုမျိုးပဲတစ်6လုံးပေါ့နော်ဒါမေ့လို့မရဘူးပေါ့နော်ဒီကောင်လဲဒါအလွယ်ကူဆုံးဒါကျွန်တော်ထည့်တာပေါ့နော်တကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီ password မေ့တယ်ဆိုရင်ကျွန်တော်ခုနပြောသလိုဖုန်းဟောင်းနဲ့အနေအသစ်တဲကိုထည့်လို့ရှိရင်ကျွန်တော်ဒီမှာသူကနေပြီးတော့ password တောင်းပါလိမ့်မယ်အခါမှာကျွန်တော်တို့ကpassword မထည့်နိုင်လို့ရှိရင်ကျွန်တော်တို့ကဒါဒီအခြားနည်းလမ်းကိုရွေးတဲ့အခါမှာဒီ reset pin ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ရွေးပြီးတော့ထည့်ပေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ရပါတယ်နော်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဆင်ပြေသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်ဗီဒီယိုလေးတစ်ခုမှာကျွန်တော်ဒီထည့်တဲ့နည်းလေးကိုပြန်ပြီးတော့ပြပေးပါမယ်နော်ဒီ Messenger ကိုဖုန်းအဟောင်းထဲကနေပြီးတော့ဖုန်းအသစ်တဲကိုထည့်တဲ့နည်းလေးပေါ့နော်အဲ့ဒါလေးကိုထပ်ပြီးတော့ဒါကျွန်တော်နောက်ထပ်ဗီဒီယိုမှာပေါ့နော်ထပ်ပြီးတော့တင်ဆက်ပေးပါမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါခင်ဗျာမိတ်ဆွေများလုံးကိုစိတ်နဲ့ဗျာကျမ်းမှချမ်းသာကြပါစေကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့ကိုအကျိုးရှိတဲ့ပူးတူရရတယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးအောက်က subscribe ဆိုတဲ့နေရာစာသားလေးကိုမနှိပ်ခဲ့တဲ့ subscribe ဆိုတဲ့နေရာစာသားလေးကိုနှိပ်ခဲ့ပြီးတော့ဘေးနားခေါင်းလုံးလေးပေါ်လိုက်ခေါင်းလုံးလေးကိုတီးတာကြောင့်တောင်းဆိုချင်ပါတယ်မိတ်ဆွေများလုံးကိုစိတ်နဲ့ဗျာကျမ်းမှချမ်းသာကြပါစေ